အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ပေါ့နော်ဒီနေ့မျှဝေပေးချင်တာကဒီနေ့စဉ်အကြောင်းအရာလေးပေါ့ဒီဘုရားတရားစလုပ်ဖြစ်တဲ့အကြောင်းအရာလေးကိုမျှဝေမယ်။ပြီးတဲ့အခါမှာပေါ့နော်ဒီစေတနာဆိုတဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲမစင်မျှဝေပေးချင်တယ်။အဲ့ဒါပါလဲဆိုရင်အရင်ဆုံးဒီနေ့စဉ်ဘုရားတရားစလုပ်ဖြစ်တဲ့အကြောင်းလေးကိုတစ်ချက်ပြန်ပြောပြမယ်နော်။မစင်ရဆိုလို့ရှိရင်ဒီ2016ခုနှစ်ကဆိုလို့ရှိရင်ဘောကမှာအရင်ပေကျင်တော့အရင်ခက်ခဲခဲ့ရတဲ့အခြေအနေရှိခဲ့ဘူးလေ2016မှာဆိုရင်ဘုရားတရားကိုလုပ်ဖို့အချိန်မရှိဘူး။ဒါဆိုမှအပူတွေပေါ့နော်အပူတွေအရင်များပြီးတော့ဘုရားတရားလုပ်ဖို့ဆိုတာခေါင်းမြတ်မှာမရှိဘူးစိတ်ထဲမှာပူလောင်ပြီးတော့လေပေကျင်လောက်အောင်အရင်ပူလောင်ခဲ့ရတဲ့အချိန်ကြီးရှိခဲ့ဘူးတဲ့အဲ့ခါကျတော့မင်းကဒီဘုရားတရားလုပ်ဖို့ဆိုတာဟိုဝေလာဝေးဘုရားရှင်ရှိမှလည်းဘုရားเจ้าတော်ရှိမှလည်းမင်းမထိုင်နိုင်ဘူးကိုအပူနဲ့ကိုအပူယုံကြီးကိုအဲ့လိုဖြစ်ပြီးတော့ဖြစ်ခဲ့ဘူးလေဒါပေမဲ့ပေါ့နော်အနေ့ကျတော့မင်းစဉ်းစားရောငါအဲ့အပူလေးကိုတည်ထားတယ်ဒီချိန်မှသာငါဖြုတ်လဲတည်သွားရင်ငါတည်ကြရင်ငါအပေပေါ်မှာအကြပါအဲ့တော့လူဘရောက်လုံးလေးမှာဒီအပေကြီးကိုကြပြီးတော့တန်ရဲ့လားငါအဲ့ဒါတန်ရဲ့လားဆိုမင်းပြန်စဉ်းစားတယ်အဲ့ခါမှာမင်းကစပြီးတော့ကိုယ်စိတ်လေးအေးချမ်းအောင်ရေပါစားလုပ်လဲဆိုရင်မင်းတရားစားလာတယ်ဒီဘုရားကျောင်းဆောင်ရှိမှာဒီဘုရားတရားကိုစမလုပ်ဖ ೇನೆ လီစင်စိတ်ကလေးအေးကြအောင်ဝဇတရားစနာတယ်အဲ့ချိန်မှာဘယ်ဆရာတော်လဲဆိုရင်ဆရာတော်ရှင်ဇဝနာလေမြတ်တာရှင်ဇဝနာတရားတော်လေးကိုမြင်စင်စနာတယ်ဒီအခါမှာအရှင်ဇဝနာတရားနာပြီးအခါမှာမြင်စင်ပါကျုပ်ဆရာတော်ဘုရားကြီးဟောတဲ့တရားတွေနဲ့နာတယ်သစ္စာရှိုးကြီးဆရာတော်ဟောတဲ့တရားတွေနဲ့နာတယ်အဲ့လိုမျိုးတရားကိုမြန်မြန်နာလိုက်တဲ့အချိန်ကြာမှာမြင်စင်စိတ်ကလေးအရင်အေးချမ်းသွားတယ်အရာစိတ်ကလေးအေးချမ်းသွားတယ်စိတ်ထားတတ်သွားတယ်အဲ့ချိန်ကျတော့မစိတ်ကလေးကနည်းနည်းဟိုအပူတွေတော်တော်လေးလျော့သွားတယ်အဲ့ချိန်ကျတော့မှမစင်ကဘုရားတရားဘက်ကိုပြန်ပြောစခဲ့တယ်အဲ့အချိန်မှာမစင်ပဋ္ဌာန်းနေစာရုပ်ပေါ့မစင်ပဋ္ဌာန်းကိုအဋိဌာန်နဲ့ရွတ်တယ်တာကအဋိဌာန်နဲ့ပဋ္ဌာန်းနေပြီးတောက်လျှောက်ရွတ်တယ်ပဋ္ဌာန်းရွတ်ပြီးတဲ့အခါမှာမဟာသမယတုတ်ရွတ်တယ်နော်မစင်အဋိဌာန်နဲ့ဝင်တယ်မဟာသမယတုတ်အဋိဌာန်ဝင်တယ်ပြီးတဲ့အခါမှာမစင်တရဏဂုံအဲ့ချိန်မှာတရဏဂုံအဋိဌာန်ဝင်တယ်တရဏဂုံပတိစစိတ်ရပါနော်အဲ့တော့တရဏဂုံ၈တောင်းလေးအောင်လို့ဆိုရင်လည်းသိတယ်မသိတဲ့အခါမှာတရဏဂုံအဋိဌာန်နဲ့မစင်လည်းကိုယ့်အကိုပေါ့တနေ့ကိုပတိကိုဘက်ဖြစ်ဖြစ်အဲ့ဒီမျိုးလေးမစင်စပြီးတော့စိတ်တည်အဲ့ချိန်မှာအဲ့ချိန်ကနေစပြီး2016ကနေစပြီးတော့မစင်လောက်လာတယ်လောက်လာတဲ့အခါမှာကိုဗစ်တွေစဖြစ်တယ်ကိုဗစ်ဖြစ်တဲ့အခါကျတော့ပိုလာအဆင်ပြေပါတယ်မစင်ကအဲ့ချိန်မှာအလိတ်ကလည်းပေါ့နော်ခဏပိတ်ထားတာဖြစ်တဲ့အတွက်အဲ့ချိန်မှာအိမ်မှာဘုရားတရားအရင်လောက်တာမစင်ဘုရားတရားအိမ်မှာလောက်တယ်ညဘက်7နာရီဆိုလို့ရှိရင်မစင်နဲ့တာမိခင်တာမိယောက်ဆိုရင်ည7နာရီထိုးရတယ်မဟာသမယတုတ်ကိုအတိတ်ထန်နဲ့စပြီးတော့အဲ့ချိန်တော့ဆိုလို့ရှိရင်ည7နာရီထိုးရနဲ့မေစင်ရဲ့မေစင်အမီရဲ့ပေါ့နော်ဒီဘုရားကျောင်းဆောင်ရှိမှာဒီမဟာတမယတုတ်ကိုည7နာရီအတိတ်ထန်နဲ့မေစင်တို့ဝင်ခဲ့တယ်ပြောချင်တာကအဲ့ချိန်ကစအဲ့ချိန်တွေကစပြီးတော့မေစင်ဘုရားတရားအလုပ်ကိုစောက်ချပြီးတော့မေစင်လောက်လာတယ်ပေါ့နော်ပြီးတဲ့အခါမှာအခုတရဏဂုံ8400အတိတ်ထန်တိတဲ့အချိန်ကနေစပြီးတော့မေစင်တရဏဂုံ8400အတိတ်ထန်ကိုသေချာလေးအတိတ်ထန်ဝင်တယ်နောက်တစ်ခုကကြတော့မေစင်ဒီစမှတ်မှတ်ရပထမအုံးဆုံးစနာတဲ့တရားတော်ကဒီမိယိုးဖလာဗုဒ္ဓဘာသာနဲ့တကယ်ဗုဒ္ဓဘာသာဆိုတဲ့အရှင်ဇဝနာပေါ့နော်မြတ်တာရှင်အရှင်ဇဝနာတရားတော်လေးကိုမင်းစင်စနာတယ်အဲ့ချိန်ကစပြီးတော့မင်းစင်ပေါ့နော်ကိုမိယိုးဖလာဗုဒ္ဓဘာသာလားတကယ်ဗုဒ္ဓဘာသာဝင်လားဆိုကိုစစ်တယ်ဒါပေမဲ့အဲ့ချိန်တော့မင်းစင်တို့အိမ်မှာနတ်တွေကိုကွယ်ထားတယ်ဒီ38မိနစ်ရိုးရနတ်တွေရှိတယ်အဲ့ချိန်တွေကစပြီးတော့မင်းစင်ကဒီနတ်တွေကိုပေါ့နော်နတ်တွေကိုဒီကိုကွယ်ခြင်းကိုမင်းစင်ရက်လိုက်တယ်ရက်ပြီးတော့တကယ်ဗုဒ္ဓဘာသာအဝင်အစ်စ်ဖြစ်အောင်လို့နေစင်အဲ့ချိန်တွေကစပြီးတော့ဒီစ조사ပြီးတော့နေထိုင်တယ်မေစင်ရဲ့အမေကိုလည်းပေါ့နော်တဖြည်းဖြည်းနဲ့မေစင်တီးတဲ့လောက်လေးတရားတီးတဲ့လောက်လေးပြောပြတယ်။နောက်ပိုင်းကျတော့မေစင်တို့အိမ်မှာပေါ့နော်လုံးဝကိုဗုဒ္ဓဘာသာအစစ်တကယ်ဗုဒ္ဓဘာသာဝင်အစစ်အဖြစ်မေစင်တို့တမိသားစုလို့အခုလက်ရှိအထိနေထိုင်နေပါတယ်။မေစင်တို့ဒီဘုရားတရားတန်ခါလွယ်လို့ဘယ်ကိုမှဘာကိုမှမေစင်တို့ကိုယ်ွယ်ခြင်းမရှိဘူးပေါ့နော်။အဲ့ဒါတော့မေစင်ရဲ့ဒီဘုရားတရားစလုပ်ခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒါတော့မေစင်တို့အဲ့လောက်ထိဘုရားတရားတွေစအဲ့လိုလုပ်ခဲ့လို့လေပေါ့နော်ဘဝမှာတစ်မျိုးတစ်ဖုံပြောင်းလဲခြင်းတွေလည်းကြုံခဲ့ရတယ်။ပြောချင်တာလေးကမေစင်တို့ပေါ့နော်မထင်ထားတဲ့အရာလေးတွေနဲ့မေစင်တို့ဖြစ်ခွင့်ရခဲ့တယ်မေစင်အရင်ဖြစ်ချင်တဲ့ဆန္ဒလေးဆိုလည်းမေစင်ဖြစ်ခွင့်ရတယ်ပေါ့နော်ဒါပေမဲ့ဒါတစ်ဖက်ကကောင်းဆောင်မကောင်းတဲ့အချက်ကပါလဲဆိုလို့ရှိရင်ဒီဒါကတော့မေစင်နဲ့သက်ဆိုင်တာပေါ့နော်မေစင်ဆိုရင်လူတွေကိုစေတနာရမ်းထားပြီးတယ်ဘယ်လောက်ထိစေတနာထားလဲဆိုရင်အခုဆိုလို့ရှိရင်မေစင်ပြီးတဲ့လောက်ဒါလေးဆိုရင်တရားလေးမေစင်မျှဝေပေးတယ်မေစင်ကျင့်တဲ့အတေးထန်လေးတွေမေစင်ပြောပေးတယ်လူတိုင်းအပေါ်မှာမေစင်စေတနာလေးတကယ်ထားပြီးတယ်ဘယ်သူမဆိုပေါ့နော်မေစင်နဲ့ခင်တဲ့သူဖြစ်ဖြစ်သိတဲ့သူဖြစ်ဖြစ်မသိတဲ့သူဖြစ်ဖြစ်စေတနာလေးထားပြီးပြောပေးတယ်ဒါပေမဲ့မေစင်ဘယ်တော့ပဲစေတနာထားမေစင်ရဲ့ကံကိုပေါ့နော်ကိုကကံကိုကစေတနာပြန်ပြီးတော့တုတ်ပြန်ခြင်းမခံရတဲ့
မေစင်ကအငင်းနဲ့ကြုံတယ်ဘာလဲဆိုရင်ကိုဘလောက်ပဲအဲ့လူပေါ်မှာစေတနာလေးထားပြီးလုပ်ပေးပါစီမေစင်ရဲ့စေတနာကိုသူတို့ရေနားမနေကြအောင်ပြောချင်တာကစေတနာရောင်ပြန်မဟဲ့ရတော့เนาะအဲ့ကံတော့မေစင်မှာရှိတယ်ဒါကတော့မေစင်ကမကောင်းတဲ့ကံပဲကိုဘလောက်ပဲစေတနာထားပြီးလုပ်ပြီးအဲ့စေတနာရောင်ပြန်မဟဲ့တဲ့ကံကတော့မေစင်ပေါ်မှာရှိခဲ့ပြီပဲပေါ့ပြောချင်တာကကြတော့မေစင်ဘလောက်ပဲစေတနာလေးထားတာဘလောက်ပဲကောင်းအောင်လို့ဆက်ဆံဒါပေမဲ့တစ်ခါတလေကြလို့ရှိရင်အဲ့စေတနာကိုစေတနာမဲ့မမြင်ဘူးကိုဘလောက်ပဲကောင်းကိုပေါ်ကိုပြန်မကောင်းဘူးအဲ့လိုမျိုးတွေဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာလည်းကြုံတဲ့သူတွေရှိမှာပဲလေအဲ့ဒါကြောင့်မေစင်ဆိုရင်ဘယ်လိုမျိုးသဘောထားလဲအဲ့တော့အရင်ကတော့အရန်ခံရခက်တယ်ငါဘလောက်ပဲစေတနာထားတာငါဘလောက်ပဲကောင်းအောင်လုပ်ပြီးငါပေါ်ကြတော့ဒီလိုလုပ်ရတာပါလားဒီလိုမျိုးလုပ်တာပါလားဆိုတဲ့တစ်ခါတလေကျတော့အရန်ဝမ်းနေတယ်ခံစားရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမေစင်စိတ်ကလေးကိုဘယ်လိုမျိုးပြန်လိုက်လဲဆိုရင်ဒီမေစင်တစ်ဖက်လက်နဲ့ကောင်းတဲ့ဘက်ကနေမြက်ပြန်တွေးလိုက်တယ်ပေါ့နော်ငါစေတနာထားတယ်ငါသူ့ဘောကောင်းဆက်ဆံနေဆိုတာကိုယ့်ရဲ့အပိုင်းကတော့သူ့ကိုစေတနာလေးထားတယ်ကောင်းမွန်ပြောပြတယ်ဆက်ဆံပြီးဒါပေမဲ့ तू ကကိုယ့်အပေါ်ကိုပြန်မကောင်းကိုစေတနာထားသလိုကိုယ့်ဘောကိုပြန်စေတနာမထားဘူးအဲ့ဒါကသူ့အပိုင်းဖြစ်သွားပြီဒါသူ့ရဲ့လုပ်ခဲ့တဲ့ तू လုပ်မဲ့ကံဖြစ်သွားပြီမေစင်ရဲ့ကံကကြတော့မေစင်သူ့ပေါ်စေတနာကောင်းတယ်စေတနာကောင်းမွန်ထားတယ်ကောင်းမွန်လေးဆက်ဆံပြီးတယ်ဒါမေစင်ရဲ့အပိုင်းမေစင်အပိုင်းဖြစ်တဲ့အတွက်မေစင်ကံအကောင်းနဲ့သူ့ပေါ်ဆက်ဆံတယ်သူကကိုယ့်ပေါ်ဆက်ဆံတာမကောင်းတဲ့ကံဖြစ်သွားတာပေါ့နော်ကိုဘယ်လောက်ပဲစေတနာတာကိုယ့်ရဲ့စေတနာလေးရောင်ပြန်မဟတ်ဘူးကိုယ့်ပေါ်လည်းမကောင်းတာမြင်တဲ့အတွက်ဒါသူ့အပိုင်းဖြစ်သွားတယ်အဲ့တော့မကောင်းတဲ့ကံကိုသူယူတာလက်မခံတော့ဘူးအဲ့တော့ကိုဘက်ကတိတော့တိရမယ်ဒါငါအတိတ်ဘဝကလုပ်ခဲ့တဲ့မကောင်းတဲ့ကံကြောင့်ငါဒီဘဝမှာဒီလိုမျိုးပြန်ခံရတာဟုတ်တယ်ဒါဘယ်သူမှဆိုကိုလုပ်ခဲ့တဲ့အတိတ်ကဘလောက်ပဲကိုအတိတ်ကဘာတွေလုပ်ခဲ့လဲကိုမသိဘူးလေအဲ့တော့အတိတ်ကလုပ်ခဲ့တဲ့ကံအရာဒီအမေစင်ဒီဘဝမှာဘလောက်ပဲကောင်းအောင်နေလေဘလို့ပဲကောင်းအောင်ပြောကိုယ့်ဘောကိုအကောင်းမြင်တဲ့လူကြီးရှိတယ်အဲ့ဒါကြတော့ဒါသူ့အပိုင်းဖြစ်သွားပြီအဲ့တော့အမေစင်အဲ့လိုပဲနောက်ပိုင်းကျတော့ဥပိ္ပခာလေးဥထားလိုက်တယ်သူလုပ်တာသူ့အပိုင်းသူလုပ်တဲ့ကံသူပဲခံရမယ်သူလုပ်တဲ့ကံအကျိုးကိုလုပ်တဲ့ကံကကိုကစေတနာလေးထားတယ်ကောင်းအောင်နေပြီးတယ်လူတိုင်းပေါ်စေတနာထားပြီးပြောဆိုဆက်ဆံတယ်ဒါကိုအပိုင်းဖြစ်သွားပြီအဲ့တော့တနေ့ကြလို့ရှိရင်ကိုယ့်ရဲ့စေတနာတွေကိုလုပ်ခဲ့တဲ့ကောင်းငင်တွေကကိုယ့်ပေါ်ပြန်ပြီးတော့အကျိုးသက်ရောက်မယ်အဲ့တော့ तू မကောင်းပေမဲ့တခြားတစ်ယောက်ကကိုယ့်ပေါ်ကောင်းမွန်နဲ့ပြန်ပြီးတော့ကိုကောင်းတယ်လို့ပြန်ကောင်းလာမယ်ကိုကောင်းတယ်လို့ပြန်ပြီးတော့စေတနာတွေထားလာပေးမယ်ပေါ့နော်အမေစင်နောက်ပိုင်းအဲ့လိုစိတ်ကလေးပဲထားပါတယ်အဲ့တော့ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာလည်းမေစင်လိုမျိုးပေါ့အဲ့လိုစေတနာတွေရောင်ပြန်မခံရဘူးဘလောက်ပဲကောင်းအောင်လုပ်ပေးအကောင်းထင်မခံရဘူးဆိုတဲ့သူတွေရှိခဲ့မယ်ဆိုရင်လည်းမေစင်အခုစိတ်ထားတယ်လို့မျိုးပေါ့နော်အားလုံးကိုထားစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီမကောင်းတဲ့ကံကိုအထပ်ပြီးတော့မသိဘူးပေါ့နော်ကောင်းတဲ့ကံလေးတွေပဲဒီဘဝမှာမေစင်တို့တွေဖန်တီးသွားကြမယ်အခုလိုမျိုးပေါ့နေကျွန်တော်တို့ဖျားတရားကိုပဲဒီတေချာလေးအောင်စိုက်ပြီးတော့လုပ်သွားကြမယ်။နောက်ဖျားရှိခိုးတဲ့အချိန်လေးကိုလည်းတတ်မှတ်သေးပေါ့နော်။တတ်မှတ်ထားပေးပါ။ကိုကဒီမနက်ပိုင်းကိုဖျားရှိခိုးမယ်ဆိုရင်မနက်ပိုင်းကိုပဲအချိန်လေး။နောက်ဘက်ဆိုရင်လည်းနောက်ဘက်ကိုပဲအချိန်လေး။အဲ့လိုမျိုးလေးအချိန်လေးကိုတေချာလေးတတ်မှတ်ပြီးတော့ဖျားရှိခိုးပေးပါ။နေ့စဉ်နောက်ဆုံးပြောချင်တာကဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုဘွားမှာပူလောင်ခြင်းတွေရှိခဲ့တာပဲဖြစ်ဖြစ်တေချင်လောက်အောင်စိတ်တော့ဖားတွေစိတ်တော့ဖားတွေရောက်တဲ့အချိန်ပဲဖြစ်ဖြစ်အဲ့တေချင်လောက်စိတ်ဒုက္ခရောက်တဲ့အချိန်ဆိုတာဒုက္ခတွေအမျိုးမျိုးရှိရဲတချို့ကြတော့အိမ်တော်ရေးကြောက်ရှိတယ်ကိုယောက်ျားဖောက်ပြန်တာဖြစ်ဖြစ်ကိုရဲ့မိန်းမဖောက်ပြန်တာဖြစ်ဖြစ်အဲ့လိုအိမ်တော်ရေးအဆင်မပြေလို့ကိုကအရန်ပူလောင်ခံစားရတဲ့အဖားတွေလည်းရှိနေတချို့ကြတော့စီးပွားရေးအဆင်မပြေလို့ငွေကြီးအရန်ဆုံးရှုံးသွားလို့စိတ်တော့ဖာရောက်တဲ့သူတွေလည်းရှိနေဒါကတော့တောကအပူဆိုတာနေရာမှာမျိုးမျိုးရှိနေအဲ့တော့တယောက်နဲ့တယောက်ကတော့အပူတွေမတိတာဘူးအဲ့လိုမျိုးအချိန်အခါတွေကြုံတွေ့တဲ့သူတွေကိုမေစင်အထူးသတိပေးချင်တာလေးမှာချင်တာလေးကဘယ်တော့မှကိုရဲ့ဒီအပူပေါ့နော်အပူစိတ်ပြီးတော့ဘယ်တော့မှမနေပါနဲ့ကိုယ်စိတ်ပူလောင်နေရဲဆိုတာသိလို့ရှိရင်ကိုယ်စိတ်အေးချမ်းတဲ့အရာလေးကိုကရှာပေးပါအဲ့တော့ကိုယ်စိတ်အေးချမ်းအောင်လို့ဘာလုပ်ရမလဲဆိုရင်မိစခုနပြောသူအဲ့ချိန်မှာကိုယ်စိတ်အေးချမ်းအောင်တရားလေးပဲနာပေးကိုယ်စိတ်အေးချမ်းစေတဲ့တရားတော်လေးကိုတေချာလေးပေါ့နော်အာယုံရမယ့်နေရာစိတ်အေးချမ်းတဲ့နေရာလေးမှာမျက်လုံးလေးမှိတ်ပြီးအဲ့တရားလေးကိုနာပေးအဲ့တော့အဲ့ဒါသိကြတယ်ကိုယ်စိတ်အရန်ပူလောင်နေတဲ့အချိန်မှာတရင်ကအေးချမ်းသွားမယ်အဲ့လိုစိတ်အေးချမ်းသွားပြီဆိုတာနဲ့အမေစင်တို့ဒီဖျားတရားဘက်ကိုအာယုံလေးပြန်လှည့်ပြီးဘာသာရေးလေးကိုသိချလုပ်ပြီးတော့ဘာသာရေးကအရင်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဘာသာရေးလုံးမှာကိုယ့်ရဲ့ကံဒီတဖြည်းဖြည်းတက်လာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုအချိန်မျိုးမှာသူကကံနေနေတာအချိန်နောက်တစ်ခါကျတော့ကံပေါ့နော်ကံဒီကိုယ့်ရဲ့ကံဒီမပေါ်တဲ့အချိန်ဖြစ်နိုင်တယ်။အဲ့ဒါကြောင့်မို့မျိုးစင်တို့ကဘာသာရေးလေးကိုအဲ့အချိန်မှာပို့ပြီးတော့အဓိကထားပြီးဖိလုပ်ပေးပါ။နံပါတ်1အချက်စိတ်အေးချမ်းအောင်တရားတော်တွေနာနံပါတ်2အချက်စိတ်အေးချမ်းသွားပြီဆိုလို့ရှိရင်
ဘာသာရေးလေးကိုတေချာလုပ်ပေးပေါ့နော်အဲ့တော့ဘာသာရေးလိုင်းကိုတေချာဝင်ပြီဆိုလို့ရှိရင်ဒီတေချာတဲ့သူ့ရဲ့စိတ်ကလေးကတော်တော်အသိကိုတော်တော်အေးချမ်းနေပြီအဲ့တော့ဘာသာရေးကိုဒီလာကလေးပေါ့နော်လာပိုင်းလေးလောက်နည်းနည်းကြာအောင်လုပ်ပေးကြည့်အဲကြလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ကံတွေကနည်းနည်းကနေစပြီးတော့အကျိုးပေးသိရောက်လာလိမ့်မယ်နည်းနည်းကနေစပြီးတော့အဲ့လိုမျိုးတွေပြောင်းလဲလာပါလိမ့်မယ်အရင်အနှင်လိုရဲ့ line ကိုမလိုက်ပါနဲ့နော်အနှင်လိုရဲ့ line ဆိုတာကထားပါတော့အရင်စိတ်ညစ်နေတဲ့အခါကြလို့ရှိရင်မကောင်းတဲ့ line ကနေအလွယ်လေးတွေနဲ့မလိုက်ပါနဲ့ဘာကြောင့်လဲဆိုတော့မတန်လို့ပါနော်ထားပါတော့ကိုကအင်တာဗျူးအဆင်မပြေဘူးဆိုလို့ရှိရင်လည်းမကောင်းတဲ့ line ကနေတစင်အဲ့လိုမျိုးလေးမလုပ်ပါနဲ့မတန်ပါဘူးနော်သူ့ကိုဒီဘွားမှာအဲ့လိုမျိုးတွေလုပ်ပြီးတော့ကိုယ့်ရဲ့ဒီဘွားရဲ့ကံယူကိုမမှိန်ပါနဲ့ဖျားတရားလိုင်းကနေပြီးတော့တဖြည်းဖြည်းနဲ့လုပ်ကြည့်ပါမေဇင်တို့ဖျားတရားဆိုတာဖျားတရားတန်ခါကိုယုံကြည်ရင်ဖျားတရားတန်ခါရဲ့အစွမ်းရလဲမေဇင်တို့ကိုပြန်ပြီးတော့အကျိုးပေးပါတယ်ဒါကြောင့်ဒီဓမ္မမိတ်ဆွေများပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုမေဇင်ကဒီမေဇင်ဘွားမှာဒီဘယ်လိုမျိုးလေးဖြတ်တန်းပြီးတော့ဘာသာရေးကိုဘယ်လိုမျိုးလေးလုပ်နေနောက်ပြီးတော့စေတနာတွေဘယ်လောက်ပဲထားကိုပေါ့မကောင်းတဲ့လူတွေဘယ်လိုပဲဆက်ဆံကိုယ့်ဘက်ကဘယ်လိုစိတ်ကလေးထားမလဲဒါလေးကိုမေဇင်ကအားလုံးအတွက်ပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဓမ္မမိတ်ဆွေများအားလုံးပဲလူတိုင်းတာပြီးတော့တာတိုင်းပြည့်စုံတဲ့ဒီဘဝလေးကိုပိုင်ဆိုင်နေကြပါစေလို့မေဇင်ကအားလုံးကိုစိတ်ဆန္ဒပြုပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဓမ္မမိတ်ဆွေများအားလုံးကိုကျမ်းမာစိတ်ချမ်းသာပါစေတရဏဂုံ၃ပါးကိုလည်းနေ့စဉ်နေ့တိုင်းမပြတ်ရှုဖတ်ပူဇော်ဖို့မမေ့ပါနဲ့နော်